အားလုံးပဲမင်္ဂလာပါဘာဆန်လာမန်နေကြိုဆိုပါရစေညီကတော့ကျွန်တော်ဘာစီလိုနာအသင်းကတော့နောက်26ရဲ့ပထမဆုံးဖလားလူပွဲအနေနဲ့ကျွန်တော်တို့ဟာ Real Madrid နဲ့ကျွန်တော်တို့စပိန်စူပါကပ်ချန်ပီယံကစားမှာဖြစ်တယ်ကျွန်တော်တို့တင်းငွေနေညမြန်မာစံတော်ချင်းတနာရီဝက်မှာချန်ပီယံကစားမှာဖြစ်တယ်ဆိုတော့ဒီနှစ်သင်းဟာခုရာသီမှာကျွန်တော်တို့ကနှစ်ကြိမ်မြောက်ပေါ့နော်ပထမပွဲမှာတော့ကျွန်တော်တို့လာလီဂါပွဲစဉ်အနေနဲ့ Real Madrid ရဲ့အိမ်ကွင်းမှာကျွန်တော်ဘာစီလိုနာတွားရောက်ချန်ပီယံကစားခဲ့ရတယ်လူလည်းမစုံခဲ့ဘူးဒိုင်ချက်တွေနဲ့အများကြီးနဲ့ကျွန်တော်တို့ဟာ2-1နဲ့ရှုံးနိမ့်သွားခဲ့တယ်ပေါ့နော်ခြေစွမ်းအတာနဲ့ပဲ Real Madrid ကအနိုင်ရရှိခဲ့တာပါအဲပွဲကတော့ပေါ့နော်ဆိုတော့ဒီပွဲကတော့ကျွန်တော်တို့အနေနဲ့ပြန်လည်ဆုံတွေ့ခဲ့ပြီစူပါကပ်မှာကျွန်တော်တို့ဟာဆီမီဖိုင်နယ်မှာအတလက်တစ်ဗီဗာကို 5-0 နဲ့အပြတ်သက်နိုင်ရှိပြီးတော့ကျွန်တော်တို့ဟာဖိုင်နယ်ကိုတက်ရှိခဲ့တယ် Real Madrid ကလည်းအတလက်တီကိုမက်ဒရစ်ကိုအကျိတ်နဲ့ပဲ2-1ဆိုတဲ့ရလဒ်နဲ့သူကလည်းဖိုင်နယ်ကိုတက်လာပြီကျွန်တော်တို့ဟာကြားနဲ့ဆင်းလေပြင်မှာတွေ့ကြပြီပေါ့နော်ဆိုတော့ဒီနှစ်သင်းဟာမနစ်တုန်းကစူပါကပ်ဖိုင်နယ်မှာလည်းပဲကျွန်တော်တို့ဖိုင်နယ်မှာတွေ့ရှိခဲ့တယ်အဲ့ဒီပွဲမှာတော့ကျွန်တော်တို့ဘာစီလိုနာအသင်းက Real Madrid ကို 5-2 ဆိုတဲ့ရလဒ်နဲ့အပြတ်သက်ကိုရှင်းမှုန်းလိုက်တယ်ပေါ့နော်ဆိုတော့အခုရာသီကလည်းကျွန်တော်တို့အနေနဲ့ပြန်ပြီးတော့တွေးရှိနေပြီအခုတွေးဆုံမှုမှာတော့ကျွန်တော်တို့အနေနဲ့ဘာစီလိုနာမှာအားသာချက်အနေနဲ့injury ကစားသမားတွေအများအပြားပြန်လဲပါဝင်လာပြီဖြစ်တယ်ဆိုတော့ဂါဗီတို့ဘာလို့ကတော့တာစီကန်တို့မပါဘူးပေါ့နော်ကျွန်တော်တို့ပထမပွဲမှာမပါခဲ့တဲ့ရူဟန်ဂါစီယာဒန်နီအိုမိုရာဖီညာဒီကစားသမားတွေပါဝင်လာပြီဖြစ်တယ်ဆိုတော့ Real Madrid ဘက်ကတော့ injury ပြဿနာလေးတွေအနည်းငယ်ရှိတယ်ပေါ့နော်ကီလီယန်ဘာပေပြန်လဲပါဝင်လာမယ်လို့ပြောထားတယ်ပေါ့နော်ဇာဘီအလွန်ဆိုကဒါပေမဲ့လည်းရူဒီဂါဆိုလည်းဟိုနေ့တော့သူဟာဒီရှေ့တော့ဒိုင်ယာနဲ့ပေါ့နော်ဒိုင်ယာပျောက်သေးဘဲနဲ့သူဝင်ကစားပေးခဲ့တယ်ဒီနေ့မှလည်းပြန်လဲပါဝင်လာမှာကျွန်တော်ကြည့်ရမှာဖြစ်တယ်ဆိုတော့ဘာစီလိုနာနဲ့ Real Madrid ကနောက်ဆုံး9ချိန်မှာတော့ကျွန်တော်တို့ဘာစီလိုနာ4ချိန်အနိုင်ရရှိပြီးတော့ Real Madrid က1ချိန်အနိုင်ရရှိခဲ့တယ်ပေါ့နော်ဆိုတော့ဘာစီလိုနာအနေနဲ့လည်းပုံစံကောင်းအများပြားရရှိနေတယ်ကျွန်တော်တို့အသင်းအနေနဲ့ပုံစံကောင်းတွေရရှိနေတယ်နောက်ဆုံး9ပွဲဆက်ကျွန်တော်တို့ clean sheet ရထားရပေါ့ဆိုတော့ Roran Garcia ကောင်းတာလည်းပါတာပေါ့နော်ပြိုင်ဘက်တွေအနေနဲ့ဒီကျွန်တော်တို့ patient တွေရတဲ့အနေအထားမှာဂျိုးသမား Roran Garcia ကဲထုတ်ခဲ့တာလည်းပါတယ်ဒီလိုပဲကျွန်တော်တို့ပြိုင်ဘက် Real Madrid အနေနဲ့လည်းနောက်ဆုံး9ပွဲဆက်ရှုံးပွဲမရှိဘူး Real Madrid ခုနောက်ပိုင်းပြန်လည်ပြီးတော့ပြင်ဆင်လာတဲ့အနေအထားလေးကျွန်တော်တို့တစ်ချက်လောက်ကြည့်အောင် Real Madrid ဒီပထမဇာဘီလွန်ဆိုဒီသူလိုချင်တဲ့ modern football အနေပေါ့နော်ဒီ play style ဘက်ကို Real Madrid အနေနဲ့ကစားသမားတွေအနေနဲ့ပေါ့နော်တိတ်အဆင်မပြေမှုလေးတွေရှိခဲ့တယ်ဆိုတော့အလွန်ဆိုအနေနဲ့အခုနောက်ပိုင်းအသုံးပြုလာတဲ့နေစနစ်ဒီရဆိုရင်တော့ဒီဘက်ကိုအရင်မသွားတော့ပဲနဲ့ပေါ့နော်ဒီစစ်ဖြစ်နဲ့ပေါ့ကျွန်တော်တို့ဒီ defensive ကိုလည်းပို့ပြီးတော့ကောင်းတယ် Atletico Madrid နဲ့ပွဲမှာကန်သွားတဲ့အနေအထားဆိုလည်းတွေးရှိရမှာပေါ့နော် Real Madrid အနေနဲ့တံပြန်တွေကိုပို့ပြီးတော့အားကိုးလာရတယ် direct တက်တွေကိုပို့ပြီးတော့အားကိုးလာတယ်ပြီးရင်သူကဘောလုံးအရင်ကိုင်းမထားပဲနဲ့ဒီပေါ့နော်ခံစစ်လန်းချောင်းတွေကိုအတက်နိုင်ဆုံးပိတ်ပြီးတော့ကစားနေတာတွေ့ရတယ်ဆိုတော့ဒါပေမဲ့လည်းသူ့မှာလည်းဒီ CBD မှာ injury ပြဿနာလေးတွေရှိနေတယ်ပေါ့နော် Real Madrid အနေနဲ့ကီလီယန်ဘာမပါဝင်နိုင်တာတောင်မှလူကစားသမားလေးပေါ့နော်ဂါစီယာဒီကစားသမားလေးလည်းတော်တော်ကောင်းပဲနံပါတ်9နေရာမှာပေါ့နော်အမဘေနေရာမှာသူအကောင်းဆုံးကစားသွားပြီခဲ့တယ်ဟိုနေ့တော့ဆိုလည်း hat trick ရရှိသွားခဲ့တယ်ပေါ့နော်ဆိုတော့ဒီဘာစီလိုနာနဲ့ Real Madrid အခုတစ်ချိန်တွေးဆုံမှုမှန်ကတော့ဒီတကယ်ကိုကြည့်ကောင်းမဲ့ပွဲလို့ပဲပြောချင်တယ်ဘာစီလိုနာအနေနဲ့ကလည်းရင်းကြည့်ချက်ပြည့်ကိုပေါင်းလာမှာဖြစ်တယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဘာစီလိုနာရဲ့ line နဲ့လေးကိုတစ်ချက်လောက်ကြည့်အောင်ဘာစီလိုနာအနေနဲ့ကပထမပွဲမှာတော့လမိုင်းရမယ်မသုံးခဲ့ဘူးပေါ့နော်နောက်ပိုင်းမိနစ်တွေမှာပဲသုံးခဲ့တယ်ရိုနီပါတေဂျီကိုအသုံးပြုခဲ့တယ်လူငယ်ကစားသမားလေးဘိုးသမားနေရာမှာတော့ရိုနန်ကာစီယာပေါင်းလာမယ်ဖြစ်တယ်CB နေရာမှာတော့ဟိုနေ့တော့သုံးသွားတယ်အဲ့ဒီကာစီယာနဲ့ကူပါစီပဲပြန်လဲပေါင်းလာမယ်လို့ယူဆတယ်ဆိုတော့အလန်ဒိုဘယ်ဒေကွန်ဒေကွင်းလက် defensive midfield မှာတော့ကျွန်တော်တို့ရဲ့ Frankie De Jong နဲ့ Pedri ထိုင်ပြန်လဲပေါင်းလာမှာနောက်ပြီးတော့ attacking midfield နေရာမှာကတော့ဒီနေ့လိုပွဲမျိုးမှာကတော့ Fermin Lopez ကိုခဏအောက်ထားပြီးတော့ Daniel Mo ပဲသုံးလာမယ်လို့ထင်တယ်ဂျူဘာလင်ကန်ကာမာဖင်ကာရှူမာနီခုတို့သုံးလာတဲ့ဒီ defensive ကိုဦးစားပေးလာတဲ့ကွင်းလယ်အတွဲတွေပေါ့နော်ကာမာဖင်ကာနဲ့ရှူမာနီဘယ်လင်ကန်ကိုသူတို့ကလည်း attacking midfield မှာထားထားရပေါ့နော်ဆိုတော့ဒီကွင်းလယ်ကိုရှင်ဖို့အတွက်ဆိုရင်ကျွန်တော် creativity အားကောင်းတဲ့ Daniel Mo ပြန်လဲပါဝင်လာမှရရှိမယ်ဖြစ်တယ်ကျွန်တော်တို့ right winger မှာတော့လမိုင်းရမယ်ပါဝင်လာမယ် left winger မှာတော့ Rafinha ပါဝင်လာပြီးတော့ Ferran Torres တိုက်စစ်ကိုဦးဆောင်လာမယ်ပေါ့နော်ဆိုတော့ဘာစီလိုနာအနေနဲ့ပထမပွဲတုန်းကလိုပဲ highline ကြီးကိုအရင်တင်းဆော့မယ်ဆိုရင်တော့ကျွန်တော်တို့ဟိုဘက်က Mbappe ပြန်လဲပါဝင်လာသည်ဖြစ်စေမပါလာသည်ဖြစ်စေVinicius Junior ကြောက်ဖို့ကောင်းတယ် Rodrigo အရင်ရှေ့တက်နေတယ်ပေါ့နော်ခုနောက်ပိုင်း Bellingham လည်းပြန်ပြီးတော့ပုံစံကောင်းနဲ့ရရှိနေတယ်ဆိုတော့ကာမာဗင်ကာနဲ့ချူမာနီကလည်းအတွေ့အကြုံရှိတဲ့ကစားသမားတွေပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဘာစီလိုနာအနေနဲ့ကတော့ကျွန်တော်တို့အင်အားတာတယ်လို့ပြောလို့ရသည့်တိုင်အောင် Real Madrid ကဘာစီလိုနာအများအားဒုက္ခပေးတဲ့အသင်းဖြစ်တယ်ဆိုတော့ဒီလိုပဲ
ဘာစီလိုနာအင်အားနဲ့နေတဲ့အချိန်မှာလည်းပဲ Real Madrid ကိုအများနဲ့ဒုက္ခပေးနေတော့ဒီနှစ်သင်းကတော့တစ်ပြန်ကြားတစ်ပြန်ပါပဲဆိုတော့ကျွန်တော်မှတ်မိပါတယ်ဘာစီလိုနာအင်အားနဲ့နေတဲ့အချိန်မှာ50ပေးတို့အချိန်မှာလည်းကျွန်တော် Real Madrid အင်္ဂလိပ်မှာ 4-0 နဲ့အပြတ်သက်နိုင်ယူခဲ့တဲ့အချိန်တွေရှိတယ်ဆိုတော့ဒီလိုပဲReal Madrid ကလည်းသူ့မှာကစားပုံအရတော့၎င်းဒီအားနဲ့နေတဲ့အချိန်တွေရှိခဲ့ရင်လည်းပဲဘာစီလိုနာမှာဘလောက်ပဲအင်အားကောင်းနေပါစေသူအပြတ်သက်နိုင်သွားခဲ့တဲ့အချိန်တွေလည်းရှိခဲ့တယ်ပေါ့နော်ဆိုတော့ဒီအသင်းနှစ်သင်းကတော့အများတန်းပြန်ကြားတယ်ပဲပေါ့နော်ပထမ9ပွဲမှာကျွန်တော်ကလစ်ရှိရတယ်ဆိုပေမဲ့လည်းပြိုင်ပွဲတွေနဲ့ကျွန်တော်တို့ဂိုးပေါက်ချင်းချောက်မှုတွေအများကြီးပြုလုပ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုကြောင့်ကျွန်တော်တို့ရဲ့ highlight ကိုလည်းပို့ပြီးတော့ view site ဖို့လိုတယ်ပြီးရင်လည်းဒီနေ့ပွဲမှာ Rafinha ပေါ့နော် Rafinha ပြန်လည်ပေါဝင်လာတာလည်းတော်တော်ကိုအင်အားတောင်းတင်းစေတယ်ဂိုးသမားရိုရန်ဂါစီယာဆိုတော့ညီကတို့ဘယ်လိုထင်လဲကျွန်တော်ကတော့ဘာစီလိုနာအနေနဲ့အခုတစ်ချိန်မှာတော့ Real Madrid ကိုကောင်းကောင်းကြီးကိုဒီကင်တွယ်နိုင်မယ်လို့ကျွန်တော်အနေနဲ့ယူဆရပေါ့နော်ပထမပွဲမှာဆိုလဲကျွန်တော်တို့နီးပြိုင်ဟန်စီဖေးလဲလည်းမပါဝင်တာလဲပါတယ်ပေါ့နော်ကျွန်တော်တို့ဟန်စီဖေးလဲဟာဒီကျွန်တော်အနီကပြခံတဲ့အတွက်ကြောင့်သူကနော်ကွင်းပေးမှာမပါဝင်နိုင်ဘူးအဲ့ဒီအတွက်ကြောင့်ဘာစီလိုနာအနေနဲ့ဗာနီဂျူးမှာကျွန်တော်2-1နဲ့ရှုံးနေခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့လူမစုံခဲ့ဘူးပေါ့အခုတစ်ပတ်မှာတော့ကျွန်တော်လူစုံတက်စုံနဲ့ပါဝင်လာပြီဆိုတော့ဒီအနေထားမှာတော့ဘာစီလိုနာအနေနဲ့သူတို့ရဲ့အစွမ်းစားကိုပြသင့်ပြီပြီးရင်လည်း Real Madrid ကိုလည်းကျွန်တော်တို့အနေနဲ့လုံးလုံးကို short တွက်လို့မရတဲ့အသင်းဖြစ်တယ်ဆိုတော့ညီကတို့တကယ်ကိုကြည့်ကောင်းမဲ့ပွဲပါမိနစ်တောင်လို့ပဲဂိုးများမယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ဘာစီလိုနာရဲ့ခံစစ်ကလည်း shaky ဖြစ်တယ် Real Madrid ရဲ့ခံစစ်ကလည်း shaky ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီတို့ကြောင့်ကျွန်တော်ဘာစီလိုနာပရိသတ်တွေအတူတူအားပေးလိုက်ကြရအောင်2026မှာကျွန်တော်ဖလားတစ်လုံးစောစီစီယူနိုင်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တယ်ပေါ့နော်ဆိုတော့ညီကိုတို့ဒီလောက်ပါတယ်ညီကိုတို့ရဲ့အမြင်လို့လည်းကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးကြပါအောင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးနှိပ်ပေးကြပါအောင်ခင်ဗျာ